拿嘛，现在是现在是的，都啥没？哎，不吹木？哎，这边给啊挂嘛，标的挂7啊。冇呢把，嚇，做咩識救啊？唔係知咯，够我都要么啦，你咯。都新嚟啦，有哩有冇都新嚟啦？摆布啦，摆那样龙布的哈变么啦，对吧？啊，切ဖြစ်ပါလေ။ကျောင်းစီမှာ切ကမင်းသားပါ။ဒါတရွာလုံးမှာဟိုနာမည်ကြီးပဲ။ငယ်တော့ဂွေးတန်းလန်းနဲ့သဲပုံပေါ်မှာဆော့တယ်။အဲဒီမှာကေရတယ်ဒီကေပဲ။အဲ့ဒါမင်းသား ဒီနေ့ကအကင်စားနေရပါ ။ဟုတ်။ရောက်ချင်းပထမဆုံးလုပ်တာပါ။ အလုံးလုံးရတယ် အဲ့ဒီညီမတွေနဲ့ ညဲမရနေလေညဲမရနေစကားဝိုင်းနေလောက်ရတယ်တဲရောက်ချဲခွေးနဲ့အေးစစ်စစ်နဲ့ကလန်းလုံးလာအမွေးလည်းကပ်ဟွာအေးစစ်စစ်စိတ်လုံရှားပြီးတော့ထမင်းနေလည်းမစားအောင်အခုညဲမရနေစကားဝိုင်းလုပ်ပြီးညဲမရနေအခုအခင်လာစားကြတာဖြစ်ပါတယ် ခုလည်းဒါဒုတိယစကားဝိုင်းရော ဟွာပထမစကားဝိုင်းဒါဒုတိယစကားဝိုင်း အဓိကတော့မဆုတစ်ကဘာတင်လဲဟေးဘာတင်လဲ environmental justice environmental နဲ့ပတ်သက်တဲ့ global warming နဲ့ပတ်သက်တဲ့ဟိုဘာကြောင့်ဖြစ်တာလဲဘယ်လိုကာကွယ်ကြမလဲရှေ့ဆက်ပေါ့နော်အဲ့ဒါမျိုး ဘောပဝင်းကြီးထိန်းသိမ်းဖို့ ဘာတော့ပဲထိန်းသိမ်းရေးတင်တာဟုတ်တယ် ဒီမှာတဖြည်းဖြည်းနဲ့စီကားနေဒါလေးအမှတ်တရလေးဒီအိမ်လေးအမှတ်တရလေး တတိယတော့ ဒီလမ်းတွေကခေါက်တော့ခေါက်ပြန်ရှောက်သွားနေတဲ့လမ်းလေးတွေ ဘယ်နှလကြာလဲမသိဘူးမ ဒီအိမ်မှာနော်6လောက်လောက်ရှိအေးတရေ6တယ်ဒီလိုလိုင်းပြောနော် ဟုတ်တယ်အတိတ်တွေကမိအောင်ဘာဖြစ်ဖြစ်ပျော့တယ်ဆိုတာဒီလိုမျိုးဟိုဒီဒေတာလူတွေမမေ့သေးတဲ့လူတွေရှိရပေါ့နော်ပြီးတော့ကိုရီ CDM တွေလည်းရှိတာကိုရီကလေးတော့လည်းဖော်ပြောတယ်လေတယောက်ယောက်ပြောင်းသွားပြီစိတ်ကောင်းဝမ်းနေ ငါတို့ပဲကြံတော့ဟာလားဆိုပြီး ငါတို့ပဲကျန်တော့တယ်ဆိုတော့အဲ့လိုမျိုးစိတ်ထဲမှာစာမရသေးတယ်ဆက်စားချက်မျိုးခက်တာပေါ့နော် ပြီးရင်အကြာကြီးနေခဲ့တဲ့နေရာဆိုတင်ရောစင်ဖြစ်နော် ဟုတ်တယ်အခုကြတော့ဟောဖြစ်တယ်ဒီကိုရီလူတွေလည်းကိုရီလိုင်းပြောတယ်လေဒီလားမနေ့ကဆိုအကင်လေးပါစားကြအထူးထိုးလေးပါစားကြ လောအောင်ဖိတ်တယ် ပြေးနေပါပြီ စီရပြေးပါပြီတောင်းလို့ပါမေးနေတာတက်နေတော့ခါ ဒီနေ့ပြေးနေပါပြီကုန်းတက်ရေးတက်နဲ့ရောက်ပါပြီရောက်ပါပြီဆိုတာ1000နာ HDMI ကိုဟုတ်ကြတယ် ဟေးချင်းနေကောင်းလားဒီလမ်းထဲမှာအိမ်လေးတစ်ခုရှိရအောင်တစ်လုံးရှိရအဲ့ထဲမှာကျွန်တော်နေခဲ့ကြတာဖြစ်ပါတယ်
ဒီကိုရောက်တိုင်းမှာပေါ့နော်အဲ့အိမ်လေးကိုအမှတ်တရတော်တော်ကြည့်ဖြစ်တယ်အမှတ်တရဖြစ်နေပေါ့နော်အဲ့ထဲမှာအဲ့အိမ်လေးစနေရအချိန်မှာလဲချမ်းဟောရှင်းရေဆိုရင်ရေကအပေါ်မတက်လို့ရေပိုက်လေးတွေကိုအောက်မြေကြီးပေါ်ရှောက်ပြီးရင်မြေကြီးထဲမှာကျင်းတူးပြီးတော့စလုံးနေနဲ့ခံပြီးမှပြီးပါတယ်ကိုပြန်ခတ်တဲ့အဲ့လိုတွေပါလောက်ရခန်းစာပါခန်းစာပါခန်းစာအင်တာဗျူးထပ်ဖြေပေးအောင်လည်းပြောနေရတယ်ဟုတ်တယ်ခုနခဏနေကြရင်တင်တန်းမှာသုံးဖို့အတွက်မီးစက်ဒီအိမ်လေးဒါလေးအပြီးမှကျွန်တော်ဒီဥစ္စာလေးပြန်လာကြည့်အောင်မယ်ပေါ့နော်မြန်မာလည်းကြားရတယ်ဟုတ်ကဲ့ဒီမှာကျေးဇူးပါတယ်ဘယ်မှာဒီစဉ်းစားရမယ်ပြဿနာတစ်ခုဖြစ်တဲ့အတွက်တော့ဒီအကြောင်းအရာလေးကိုပြောပြရခြင်းဒီလိုပြောနေရပြတ်သွားတယ်နော်ကောဆယ်ပဲကျွန်တော်တို့နော်အကြောင်းအရာလေးကိုပြောနေတယ်ဒီကလာလို့ဆိုပြီးတော့ထူးကြရတဲ့တိုင်းမျိုးဆိုတာဒီနေရာဒီကလာပေါ်ပြီးပါလိမ့်စားတော့ဒီလိုဖြစ်စဉ်တွေတော့ကျွန်တော်တို့ဒီနေရာဒီလိုခေါ်တယ်အဲဆိုတော့ဘယ်လိုပါချိန်လို့ဖြစ်နေတယ်အဲဒီလိုရောရောဆိုတဲ့ပိုင်းကိုဆွေးနွေးမှာဖြစ်ပါတယ်လို့ technical ကျမ်းတဲ့အားဖြင့်တော့ကျွန်တော်တို့ကတော့ဆိုင်တာစုပေါင်းဒီကိစ္စကိုဆက်ရိုင်းလုပ်တယ်တော့ကျွန်တော်တို့ကလည်းတော့ဒီလိုညတော့ဆောင်ချီစီနေအောင်ဆက်လာတော့စိတ်ကြီးဟုတ်ကဲ့ဒီတစ်ထောင်လောက်ထပ်လောက်လိုက် ရုံးလေအပေဆိုင်ပြီပါ ဟုတ်တယ်ပန်းပင်ရဲ့ခေါင်းရှိမှာ
တူပြီးဆိုင်မယ် ဟေးလာလာလေးဆိုင်ကြမယ်လေလာအမင်းဆိုင်မယ်ပြောခေါ်ရယူလို့ရပါတယ်ဒါတော့ကျမတို့ရဲ့စူပေါင်းတင်ဆိုင်ပြိုးရေးဖြစ်ပါတယ်ဆက်ဆက်ရေး 你好满意的地方。ဟိုလျှောက်လုံးစိုက်ပါဒီတစ်လျှောက်လုံးကိုကျွန်တော်ကအရေးရလေးကားပင်နေစိုက်မယ်ပြီးရင်ဖိုးတန်အပင်ကြီးတွေတော့မလဲကျွန်းနေအင်းနေမကြီးတွေဟောကျွန်းမပါဘူးကြီးတွေစိုက်ပါပါဟိုထဲမှာကြတော့ဒီမာလကာပင်တီးပင်စားပင်ပေါ့နော်ပြီးရင်ဝါးတွေလည်းပါတယ်စင်ပြေတဲ့ဟာတွေပေးလိုက်တာပြီးရင်ရုံးထဲမှာကြတော့ပန်းပင်လေးတွေပါပန်းပင်လေးလည်းရုံးမျက်နှာစာလေးမှာစိုက်မှာပါနော်ဘယ်လိုပဲဖြစ်ဖြစ်ဒီဆရာကြီးကတော့ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ပြောပြပြီးမှကျွန်တော်တို့ဒါကိုလက်တွေ့လုပ်ကြမယ်ဒါတွေကနောက်လုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့တစ်ခါလေးတိသွားအောင်လို့အခုလိုမျိုးတစ်ခါလေးလက်တွေ့ပါလုပ်ကြမှာဖြစ်ပါတယ်ဗောနော်အဲ့ထဲမှာတော်တော်စိတ်ဝင်စားကြတဲ့တွေပါတယ်အပင်တွေချစ်တဲ့တွေပါတယ်ဗောနော်ဟလာကိုတည်းကဘာစိုက်ရမှာဘာဝယ်ရမှာအဲ့ဒါဆိုရင်ဘယ်နှစ်နေဘာဖြစ်မှာအဲ့လိုမျိုးပါပြောတဲ့သူတွေရှိတယ်တော်တော်လေးဒါဒီဥစ္စာနဲ့ပတ်သက်လို့စိတ်ဝင်စားရှိကြတယ်ဂရုစိုက်ရှိကြတဲ့တွေလည်းအများကြီးတွေ့ရတယ်ဗောနော်ဒါတွေကတကယ်လိုအပ်ပါတယ်လို့အပြင်ကအားလုံးပေါင်း100ကျော်160လောက်ရှိမယ်ထင်တယ်နော်100ကျော်တယ်အဲ့လောက်ရှိတော့ဒီတနေရာလေးနဲ့မရဘူးပြီးတော့အဲ့လိုမျိုးလာကြတဲ့သူတွေထဲမှာပေါ့နော်ကိုယ့်အိမ်သားမှာလည်းအဲ့လိုမျိုးစိုက်ချင်ပြိုးချင်ကြတဲ့သူတွေရှိတော့အဲ့လိုမျိုးတောင်းကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်လာပြီလားအဲ့လိုမျိုးလေးလည်းရှိကြတယ်ပေါ့နော်သူတို့တွေဒီဥစ္စာနဲ့ပတ်သက်လို့ပေါ့နော်အဲ့သဘောကျဖို့ကောင်းပါတယ်လို့အကုန်လုံးချစ်ဖို့ကောင်းကြတယ်လုပ်ကြတယ်ပေါ့နော်ဘူကြီးချက်ပြန်အချိန်နဲ့ဒီဟာလေးကိုခေါ်တဲ့ချပြပေးအောင် စားပြအောင် အားပေးမယ်အားပေးမယ်အားပေးတက်နင်းသွားတဲ့ပုံလေးပါထည့်အောင်သူနင်းတော့ဟောမြေကြီးပဲလို့ဒီသွေးကောင်ဘုံမရကြီးဓာတ်ပေါင်းလေးရိုက်ချင်လို့ဒီမှာပါအပင်မှာတက်နေတော့ဘလို့ဖိုတိုရိုက်ကြမယ်အဲ့လေဒီဘက်တော့ဒီဘက်မှာလူမြလိုက်ပါအောင်ဟိုဘက်မှာအပြောင်းလိုက်ကြီးဘာလာမထမ်းပြပါလားပြပါလားရှိပါထားလို့ရတယ်ရှိပါတရားလေးဝါဒနာပိုင်ထားလို့ရတယ်ဟုတ်တယ်ပေါ့ဒါနောက်ကမာကြီးတော့လားပါမှာဆိုးတဲ့လူတွေအားရကလေးဟောတန်းကလေးလားလာသမီးလားမင်းရိုက်ချင်တာလားဒီဘက်တော့ဘယ်လိုလဲနောက်ကပါကြည့်တယ်ကဲ1 2 3ရောမယ်ကိုရဟုတ်ပါပါကိုခါစားရဲ့ဒါတော့တင်ဆက်ပြီးတော့ဆုံးသွားပါပြီအကုန်လုံးကဘာမှလည်းအိတ်တွေပဲဆိုပြီးတော့တေချာကြတာနားလာစိုက်ကြရဲပေါ့နော်အရန်ပျော်စရာကောင်းတယ်ဒီလောက်ပျော်စရာကောင်းတာချက်တော့လည်းရရဲ့ပေါ့နော်ဒါနဲ့အရန်ပျော်တယ်ဒါဘာလို့လဲဆိုတော့အကတိရောပေါ့နော်သူတို့ရဲ့ဒီကချစ်တယ်ဆိုတဲ့တဘာဝပတ်ဝန်းကျင်အတွက်အပင်တွေဟိုင်းစိုက်ကြတယ်နော်ရန်ပျော်စရာကောင်းတယ်အားလုံးလည်းကြည့်ကြပါဦးဟုတ်ပါဘူး好吧。哪里哪里的？咱们这来上咱们。我今晚冷的天。来一下。给我公寓。有底的招呼了，咱也有过。我拿不住真的嘞，这里的话要公寓。那护啥呢？那护啥？我真的嘞，到了，白天呢，走，我这不做啥嘞？哎，那个喏。没话题了都，没话题了都。
အခုကတင်မဆိုင်ပြီးပြီနော်ညာဝတ်ဆွေးနေတာပြီးသွားပြီဒီနေ့နေကိုရှာပြီးသွားပြီကိုပဲတော့မှာ ကိုရိတ်ခါပေးပါပါစီဒီရများကိုရိတ်ခါပေးပါပါစီဒီရများကိုရိတ်ခါပေးပါပေးလိုက်တော့မယ်လေနော် ပြီးလိုက်တော့လေအဲ့ဆိုတော့လည်းပူတယ်လေဆော့ရတာနော် ဟုတ်တယ် ညီရဲ ကိုလည်းမြောက်သေးဘူးလား ရောက်သေး ကြားကြည့်လားခဏ တပုံရရအောင် ဘာလို့ဘာလို့ ဒါဆိုများတယ်9ရောက်6လောက်ရှိတယ်မလောက်ဟုတ်တာ ဘာရှိရဘာရှိရဒါဟိုသမီးလား ဟုတ်ပါဘူး လည်းမီကိုပဲဒီသားဆို6ရောက်လောက်ရှိတယ် အဲ့ဒီတင်လိုက်တော့ ညများပေးကြပါကျေးဇူးတင်ပါတယ်နော်အဲ့ ဘယ်တော့ခုဘာပြောနေလဲ ဘရာဖို့ကျေးဇူးပြိုင်တင်တယ်ဘရာဖို့စားတာနော်ဘောနော်ဂရုထဲမှာအကုန်ပို့ရမယ်နော်ရုပ်ကလေးနော် ဒီနားလေးလား ဖုန်းနဲ့ရရ ခုပုံရလို့ပြောဟာရီပါတက် ရပါဘာသာအာဘလို့တော့ဘာသာရှိရင်မလျှော့တော့ဘူး350ပဲပြောရနော် အဲ့ရှောင်းမမရှောင်းတော့ မဟုတ်ဘာသာရှိရင်မလျှော့ဘူး 350 50နော် အေးလကားစားလား အားရယူ လကားစားလကားစား အေးကျေးဇူးပဲနော် ဒီဘက်တော့တက်လို့နော် ဒါကလည်းလက်ကြည့်ပြောနေ ရေပြင်ရတအားကြီးတော့ တော့တက်တဲ့ပိုင်းကြိုက် မဟုတ်ပိုင်းနဲ့ကူရတယ်ရ မဟာမရှိရလေဟိုကလေဒီလိုကြီးနေပြီးပြန်ညွတ်လာ ငါအောက်ဆင်းသွားတယ် အဲ့ဒီလိုပဲနော်ရှင်ပြင်ကျင်ရွယ်တော့လေ ဟေးဟေးဟေးဒီကြည့်စားဟေးချင်းနေတိုင်း ဒါကတော့လက်လျှောက်ပြီးပြန်နေရတာဖြစ်ပါတယ် နေပါပြီ တကယ်တော့ကားနဲ့လာ လမ်းလေးကနည်းနည်းရှောက်နေကြတယ်လေးကနော် အော်ခုနကလေကို့တောင်မှတင်လိုက်သေးတယ်ဒီလားညနေဆိုရင်ဟိုလမ်းလျှောက်လေကဲလာမှတော့ထိုင်တယ်အခုဒီလမ်းကနေပြီးတော့ဆင်းလို့ရှိရင်ကန်းလာရောက်တယ်လေကိုရင်းနေခဲ့တဲ့အချိန်တုန်းကပွင့်လင်းရပြီဆိုတော့လမ်းလျှောက်လို့လည်းကောင်းတယ်အဲ ဒီရလေးချိုးလို့ကောင်း လင်မယားနှစ်ယောက်ညနေဆိုလို့ရှိရင်ဘာရဲမဟုတ်ဘူးပြင်းတော့လေအမတော့ထိုင်လုံးမရှိအနေဆိုထိုင်မြော့နာခဲ့အကြောင်းကြီးပြောငါတို့ဘယ်ဆက်သွားကြမလဲသူများမျိုးတက်သွားပြီလေကိုရီးယားမျိုးကမတက်ရသေးငါတို့ဘယ်ဆက်သွားကြမလဲဘာလုပ်ကြမလဲဆိုဟေးဟာ တဝဲဘယ်လောက်လဲမသိဘူး 80အသေးက50အပတရားကြီး အသေး50ရလဲတော်တော်တက်တော့ ဒီမှာဝက်နံရိုးဆို1တုံး2တုံး3တုံး4တုံး5တုံးဒီမှာအသားတွေပါသေးဒီမှာအသားလုံးနေ80တန်နဲ့ကြည့်အောင်နော်မျက်နှာနဲ့ရှင်ကြည့်လိုက်လား ရောက်ကြီးတဲ့မျက်နှာနဲ့ဘိုင်းလောက်ရှိ အားရပါရည်ဟောအသားတွေလည်းဝက်နံရိုးကြည့် ရှိပါအောင်မြက်အောင်မြက်လားမသိပါ ဟာ မြက်အောင်မြက်လား ဟောဒီမာရီယော
ဒါသူများသူ့ဘက်သူကြော်စားတာကုတီကိုဆိုင်ရ ဘာမှမစားဘူးထိုင် ဟာ စား တော့တောင်းစားတာဗျာကျွေးတယ်ဗျာโอเค ကိုတီကိုစားကြလို့လိုက်ကျွေးရတယ် ဟောแต่ว่าငါတို့ကြည့်တော့မကြည့်နိုင်ဘူးအကောင်